ကဲကျွန်တော်တို့2026ကဘာဖလားတော့ရေပေါင်း90ပဲလို့တော့ပါတယ်အုပ်စုကလည်းအကုန်လုံးပြည့်စုံခဲ့ပါပြီဘာလဲခြေစပွဲမအောင်လို့ပြုတ်သွားတဲ့အတင်းလဲကျွန်တော်တို့တီးခဲ့ပါပြီပြီးအုပ်စုကြာတော့လဲကျွန်တော်တို့တီးခဲ့ပါပြီဒီနေရာမှာအထူးဆန်းဆုံးတစ်ခုကျွန်တော်ပြောပြမယ်အဲ့ဒါကတော့အာဖရိကအတင်းအကုန်လုံးဆက်နိုင်ငံလုံးပါဝင်ခွင့်ရရှိတဲ့2026ကဘာဖလားမှာတော်တော်လေးရင်ခုန်ကောင်းတယ်ဗျာကျွန်တော်တို့တခြားအတင်းဆိုနေပေါင်း90 12နှစ်ကြောင်ကဘာဖလားဝင်ခွင့်မရလဲဒီ2026ကဘာဖလားမှာသူတို့ပြန်လဲဝင်ခွင့်ရရှိခဲ့တယ်ဗျာဒီပုံလေးကိုကြည့်ဒါတော့အာဖရိကနိုင်ငံကဝင်ခွင့်ရရှိတဲ့ဟိုအတင်းလေးပါဗျာကဘာဖလားဝင်ခွင့်ရရှိတဲ့နိုင်ငံအတင်းလေးပါဗျာကျွန်တော်တို့ဒီ2026ကဘာဖလားလို့တော်တော်လေးဟိုဟာဖြစ်တယ်တချို့အတင်းကြီးတယ်ပြုတ်တာဥဆုံးအီတလီကပြုတ်သွားတယ်ပိုလန်လည်းပြုတ်သွားတယ်ဒီမှာလည်းပြုတ်သွားဗျာသူတို့ကစားခွင့်မရခဲ့ဘူးဒါပေမဲ့ဒီအာဖရိကနိုင်ငံမှာတော့10နိုင်ငံတော့သူတို့ဝင်ခွင့်ရရှိခဲ့တယ်သူတို့ဘယ်လိုဒီဆုံးစောနိုင်မလဲဘယ်လိုဒီလုပ်ပြနိုင်မလဲတော့ကျွန်တော်တို့2026ကဘာဖလားမှာစိတ်ဝင်စားမှုတော်တော်လေးမင်းသက်စေနေပြီဗျာရက်ပေါင်း90